Diamond ဘလောက်သုံးရင်တခင်ကြီး skin ကိုရမလဲအားလုံးပဲမြင်လာပါခင်ဗျာ AMD Game Show ကနေပြီးတော့ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ဒီဇင်ဘာ29ရက်နေ့မှာရောက်ရှိလာမယ်တခင်ကြီးစန်းရဲ့ Annual Starlight Skin ကိုရဖို့အတွက် Diamond ဘလောက်သုံးရမလဲဆိုတာကိုပြောပြပေးသွားပါမယ် Event ဒီဇင်ဘာ31ရက်နေ့မှာလာမှာဖြစ်ပြီးတော့စုစုပေါင်း Event ကြာချိန်ကတော့21ရက်ရှိမယ်အရင် Annual Starlight Event တွေလိုမျိုးပဲ1 draw ကို Diamond 25လုံး10 draw တော့ Diamond 250ကုန်ကြမယ် Price pool ထဲမှာဆိုလို့ရှိရင်တော့ Sun Annual Starlight Skin, Collector Skin ပြီးတော့ Lucky Box Skin, Livebone Skin နဲ့ Epic Skin တွေလည်းပါအောင်မယ် First 10 draw မှာ Skin တစ်ကောင်ကျင်းတီပေါက်ရမယ်ပြောထားပြီးတော့ Price pool ထဲမှာလည်းပဲ Collector Skin ပါနေတာဆိုတော့ဖောက်တဲ့ event တစ်ခုတော့ကျွန်တော်မြင်မိပါတယ် Free ticket event ကတစ်ခါပဲလာမှာဖြစ်ပြီးတော့ Diamond 250ဖြည့်လိုက်ရင်သုံးလိုက်ရင်လည်းပဲ Free token 56ကတိကိုရပါလိမ့်မယ်ပြီးတော့ Sun Annual Starlight Skin ကိုရဖို့အတွက်ဆိုလို့ရှိရင်တော့ Event Show တွေမှာ Crash 400နဲ့လဲရပါလိမ့်မယ်အဲ့ဒီ Crash 400ရဖို့ဆိုလို့ရှိရင်အတွက်ကတော့ Draw 120လောက်ကို Draw လုပ်ဖို့အတွက်လိုအပ်ပါလိမ့်မယ်ဗျတခုရှိတာဒီ Event မှာ Show တွေမှာလဲထားတဲ့ item တွေကိုတခြားသူတွေကို gift ပေးလို့မရဘူးဗျ Annual Starlight Event ဆိုတော့လေ Event လာနေတဲ့အချိန်မှာ Starlight Member ဝင်ထားတဲ့သူတွေအတွက် Draw 30လောက်ကို 20% discount နေတိုင်းရမှာဖြစ်ပါတယ်သူများတွေ10 draw Diamond 250ကုန်နေတဲ့အချိန်မှာကိုရီ Starlight Member တွေကကြတော့10 draw ကို Diamond 200လောက်ပဲကုန်မှာဆိုတော့ Starlight Member ဝင်ရတဲ့သူလည်းဝင်ထားတင်ပါတယ်ဘော်ရာတို့ကဒီလ Fredrin ရဲ့ Starlight ကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်း January 1ရက်နေ့မှာလာမဲ့ Harley Starlight Skin ရှိတာကြောင့်မလို့နောက်လမှာဝင်မယ်ဆိုလို့ရှိရင်လည်းအချိန်မီတယ်ဗျာဒီတော့တခင် Skin ကိုရဖို့ဆိုရင် Free Event လာတဲ့ရက်မှာ Diamond 250 recharge လုပ်ပြီးတော့ ticket က56ကရသွားပြီဆိုလို့ရှိရင်တော့ draw 120ပြည့်ဖို့အတွက်64 draw လိုအပ်ပါလိမ့်မယ်အဲ့ဒီဂျန်နဲ့64 draw ကို Starlight Member ဝင်ပြီးတော့နေတိုင်း20% discount သုံးပြီးတော့လှည့်သွားမယ်ဆိုလို့ရှိရင်တော့ Diamond 1280ပဲကုန်ပါတော့မယ် draw 120လှည့်နေတဲ့အတွင်းမှာလည်းပဲတခင် Skin ပေါက်သွားနိုင်တယ်လို့ Collector Lucky Box နဲ့ Epic Skin တွေပါပေါက်နိုင်သေးတယ်ဆိုတော့ညီကိုတို့ဒီ event မှာဖောက်တင်တယ်လို့ကျွန်တော်တို့အကြံပေးခြင်းနေ event မှာ Diamond မသုံးမဲနဲ့ Starlight Shop တွေရောက်လာမှ fragment နဲ့လဲဝယ်မယ်ဆိုလို့ရှိရင်တော့ Starlight Shop တွေရောက်လာဖို့အတွက်နောက်ထပ်အချိန်2နှစ်နီးပါးထိစောင့်ရပါလိမ့်မယ်ကဲဗျာဒါလောက်ဆိုလို့ရှိရင်တော့ The King Sun Annual Starlight Event အကြောင်းကိုသိပြီးသွားလောက်ကြပြီလို့ထင်ပါတယ် One Legend နဲ့ပတ်သက်တဲ့ Diamond တွေကို AMD Game Show မှာယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျ